အယောက်ချင်းဆိုင်ကိုသခင်ယေရှုခရစ်တော်ဘုရားရဲ့နာမတော်မြတ်၌ကြီးစွာမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အယောက်ချင်းဆိုင်ဘုရားသခင်ထံမှလာတဲ့ချစ်ချင်းနေတဲ့ခြင်းဝမ်းမြောက်ခြင်းတွေကိုခံစားရရှိပါသည်ကျွန်တော်ဒီနေ့တာမှာအတူကဆင်ခြင်မဲ့အရာကတော့နှုတ်ကပတ်တော်ဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ဟာဒီနေ့တန်လျက်တကာတို့တက်ထက်တယ်လို့ပြောတာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့အထဲမှာနေရမရလို့ဖြစ်တယ်နှုတ်ကပတ်တော်ကကျွန်တော်တို့အထဲမှာအတတ်မဖြစ်လို့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာမာကျုံနေတာဖြစ်တယ်ဒါပေမဲ့ဒီနေ့အဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့အထဲမှာနေရတာဖြစ်ဆိုရင်ဘလောက်ပဲမာကြောတဲ့အရာတွေဖြစ်နေပါစေအရာအလုံးကအရေးပြောသွားမှာဖြစ်တယ်ဒီနေ့ဖယောင်းဟာမီးနဲ့တွေ့အရေးပြောသွားတယ်ဒီနေ့တန်ဟာလည်းဘလောက်ပဲမာကြောနေပါစေဒီနေ့မီးနဲ့တွေ့သွားရင်အရေးပြောသွားတာဖြစ်တယ်အဲ့လိုမျိုးပဲဒီနေ့သင်နဲ့ကျွန်တော်ရဲ့အတ္တတာထဲမှာလည်းဘလောက်ပဲမာကြောနေပါစေနှုတ်ကပတ်တော်ဆိုတဲ့ဒီနေ့ဖရားရဲ့စကားနဲ့ဒီနေ့တွေ့သွားရင်တော့ဒီနေ့သင်နဲ့ကျွန်တော်လည်းအရေးပြောသွားမှာဖြစ်တယ်အဲကြောင့်ဒီနေ့သင်နဲ့ကျွန်တော်အရေးမပြောသေးတာဟာနှုတ်ကပတ်တော်နဲ့မတွေ့သေးလို့ဖြစ်တယ်ဒီနေ့ဖရားရဲ့နှုတ်တော်စကားနဲ့ဒီနေ့သင်ရဲ့အတ္တတာထဲမှာနေရာကျပြီဒီနေ့ကျွန်တော်ရဲ့အတ္တတာထဲမှာနှုတ်ကပတ်တော်နေရာကျပြီဆိုရင်ဒီနေ့ကျွန်တော်တို့ရဲ့မာကြောနေတဲ့အရာအလုံးကအရေးပြောသွားမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အားလုံးရဲ့အတ္တတာဟာဒီနေ့ဖရားသခင်ဒီနေ့ပုံသွင်းလို့ရတဲ့အတ္တတာဖြစ်ပြီဆိုတော့ကိုဒီနှုတ်ကပတ်တော်အဖြစ်အရောက်ဆိုင်ကိုတိုက်တွန်းခွန်အားပေးနေတာဖြစ်တယ်အရောက်ချင်းတဲ့ကိုတတ်ရှင်တော်ဝင်ကျွန်တော်ပြဖွင့်ပြသုံးသပ်ပါစေ